ဂုဏ်ယူပါရယ်ဒီအထံကိုကြားတာနဲ့ခမရဟာလူ့ဘဝမီအောက်အဆောက်အုံတစ်ခုရှိညဆိုင်အတွက်ဤပညာရှင်တူဖြစ်ခန့်ခန့်လိုက်ရပါပြီတင့်လို့လို့ရဖို့ဘော်ဒါတွေကို mention ခေါ်လိုက်ပါဒီအလုပ်ကမတူချာနာပေမဲ့စီကံတွေကိုလိုက်နာမယ်ဆိုရင်ယူရှင်ပါတယ်စီကံနံပါတ်1မီလုံးကိုလုံးဝမဖွင့်ပါနဲ့အသိငယ်ဆုံးမီအောင်လေးကတော့ခမည်းကိုတစ္ဆာဖောက်လိုက်မယ်အတန်းထိတွေ့မှုနဲ့မိန်ဖို့အနီအုပ်ရောင်ကြီးအမှတ်အသားတွေနဲ့သာတွာလာရပါလိမ့်မယ်စီကံနံပါတ်2တသားတကားတွေကိုခောက်တန်ကြရင်တစ်ချက်ပြန်ခောက်ပါအကေးပြန်ဖြစ်လာရင်တိတ်ဆိတ်ငြိမ်သက်စွာနေပါခမည်းကြောက်နေမှတိမှာပဲသူယူရှားတာပါစီကံနံပါတ်3အမောင်ထဲမှာမျက်လုံးတွေကိုတတိမိရင်ရေသွက်ပါနှလုံးနဲ့ပိုနေတယ်ဆိုရင်သူတို့ပျောက်သွားတဲ့အထိကိုယ်နံပါတ်ကိုတိုးတိုးလေးရွတ်ဆိုနေပါစီကံနံပါတ်4တိုးတိုးရွတ်တန်တွေကလုံခြုံပါတယ်အော်ရွတ်တန်တွေကမလုံခြုံပါဘူးတိုးတိုးရွတ်တန်ကြားရင်ဆက်လျှောက်ပါအော်ရွတ်တန်ကြားရင်နားတွေကိုပိတ်ထားပါသူတို့ကခမည်းကိုမြင်စေဖို့ကြိုးစားနေတာပါစီကံနံပါတ်5တခုခုကခမည်းရဲ့လက်ကိုပုတ်တိုက်သွားရင်ပြန်စုံမသွားပါနဲ့သူကကြောက်ရွံ့မှုကိုမှတ်မိတယ်စိတ်ကိုတင်းငင်အောင်ထားပါဒါမှသူကခမည်းကိုသူတို့တဲကတယောက်လိုထင်းသွားပါလိမ့်မယ်ပျော်ရွှင်ပါစေ